အားလုံးပဲမင်္ဂလာပါရှင်ယူရဲ့ channel ရနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါရနော်ဒီနေ့မှာယူကနေပြီးတော့ကမ္ဘာစီရီရဲ့ဂီလာထဲမှာအရေးဆက်ဆုံးဖြစ်3ယောက်ထဲမှာအပါအဝင်ဖြစ်တဲ့ Louis Garabito အကြောင်းကိုပြောပြမှာဖြစ်ပါတယ် Louis Garabito အကြောင်းမပြောခင်မှာယူရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်နော်Louis က1958ခုနှစ်ဇန်နဝါရီ25မှာကိုလံဘီယာဂျီနိုဗာမြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူဟာမွေးကြီး9ယောက်မှာအကြီးဆုံးတစ်ယောက်ဖြစ်ပြီးတော့သူကအကိုကြီးအဖရဆိုတဲ့အတိုင်းငယ်တွေကိုထိန်းသိမ်းဆောက်ရှောက်ခဲ့ရတယ်ပေါ့။ထိန်းသိမ်းဆောက်ရှောက်နေတဲ့အချိန်မှာသူ့အဖေကလည်းရက်ဆွဲယောဂရတယ်ပေါ့နော်ရက်ဆွဲယောဂရနေတဲ့အချိန်မှာသူလည်းဆူတာဖြစ်တဲ့အတွက်သူ့အမေကိုအရက်တောက်ပြီးပြန်လာရင်နှိမ့်ဆက်တယ်ရှိုင်းနှက်တယ်အဲ့လိုမျိုးပေါ့မောင်နှမကြီးဆိုလည်းရှိုင်းနှက်ပြီးတော့အင်းကအမြဲတမ်းဆူပူပြီးတော့အဲ့လိုမျိုးပူလောင်နေပေါ့နော်အဲ့လိုမျိုးအခြေအနေကိုသူကကြုံတွေ့ခဲ့ရတယ်ကလေးတငယ်တယောက်အနေနဲ့အဲ့ဒီအချိန်မှာသူတအားစိတ်ညစ်ပြီးတော့တနေ့မှာသူကတအားစိတ်ညစ်ပြီးတော့အဲ့လိုမျိုးသူတို့ရဲ့ဘုန်းကြီးကျောင်းပေါ့နော်အဲ့လိုမျိုးဘုန်းကြီးကျောင်းမှာသူအဲ့လိုမျိုးသွားတဲ့အချိန်မှာသူ့အဖေရဲ့မိတ်ဆွေတယောက်နဲ့တွေ့တယ်သူအသက်12နှစ်အရွယ်ပါပေါ့နော်မိတ်ဆွေတယောက်နဲ့တွေ့တဲ့အချိန်မှာသူ့အဖေရဲ့မိတ်ဆွေပဲသူကဆိုပြီးယုံကြည်ပြီးတော့လိုက်သွားပြီမယ်ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးတော့သူ့အဖေရဲ့မိတ်ဆွေကနေပြီးတော့အဲ့ရရွာဘုန်းကြီးအဲ့လိုတော့ဘုန်းကြီးတယောက်နဲ့ပေါင်းပြီးတော့သူ့ကိုအဲ့လိုမျိုးသူကင်းမဲ့တဲ့နေရာမှာမရင်းကြည့်ကြတယ်ပေါ့သူသက်12နှစ်အရွယ်မှာမရင်းကြည့်ကြတယ်မရင်းကြည့်ကြတဲ့အချိန်မှာလဲသူ့ကိုအဲ့လိုဖျောင်းဆက်တွေချပြီးတော့နှိပ်စက်ကြတယ်ပေါ့နှိပ်စက်တဲ့အချိန်မှာပြီးတော့သူအကြောက်ပြီးတော့အမှကြောက်အလက်အားနဲ့ထွက်ပြေးလာတဲ့အချိန်မှာလေသူ့အမေကိုပြောပြမယ်ဆိုပြီးတော့အိမ်ပြေးလာတဲ့အချိန်မှာသူ့အမေကလည်းသူ့အဖေရဲ့သူဆိုးပြီးတော့အရက်ဆွဲနေတဲ့ယောဂကြောင့်ရိုက်ပြီးတော့အဲ့လိုနှိပ်စက်ခံနေရတယ်ပေါ့အဲ့ချိန်မှာသူအဲ့အကြောင်းဘသူ့မှလည်းမပြောပြတော့ဘူးသူစိတ်ညစ်တာတွေရောပူလောင်တာတွေရောပြီးတော့သူ့ရဲ့ရေဘက်ထဲမှာပဲသူသိမ်းလိုက်တော့တယ်အဲ့အကြောင်းဘသူ့မှမပြောတော့ဘူးပေါ့နော်သူရဲ့ဒါစိတ်တန်ဖြစ်သွားတယ်ပေါ့အသက်12နှစ်အရွယ်မှာဒီလိုမျိုးကြုံခဲ့ရတယ်ဆိုတော့သူရဲ့စိတ်တန်ရဖြစ်သွားပြီးတော့အဲ့နောက်ပိုင်းမှာသူကနေပြီးတော့သူ့ထက်ငယ်တဲ့အလိုကလေးယောက်ျားလေးတွေပေါ့နော်ယောက်ျားလေးတွေအပေါ်မှာအဲ့လိုထူးဆန်းတဲ့စိတ်တွေပေါ့နော်လိမ်ပြုတ်ခြင်းတဲ့စိတ်တွေပေါက်လာတယ်ပေါက်လာတဲ့အချိန်မှာသူက1969ခုနှစ်သူ့အသက်14နှစ်မှာကလေးတစ်ယောက်ကိုမနှင်းကျင်ခဲ့တယ်အဲ့နောက်ပိုင်းမှာသူ့ရဲ့အသက်15နှစ်အရွယ်မှာသူကနေပြီးတော့ရထားလမ်းဘေးမှာသူကဆေးလေးတောက်နေတဲ့အချိန်မှာကလေးတစ်ယောက်ကသူ့ရှိမှပြေးလွှားသွားတယ်ပေါ့အဲ့ချိန်မှာသူကအကလေးလေးကိုမြင်ပြီးတော့သူကအဲ့လိုမျိုးထူးဆန်းတဲ့စိတ်တွေဝင်လာတဲ့အချိန်မှာသူကအဲ့ကလေးလေးကိုကိုညက်လိုက်မလားလို့တည်ရမှာကိုညက်လိုက်မလားကိုရက်နင်းတနေ့ရခေါ်သွားပြီမှာဆိုကလေးလေးမလိုက်ချင်ဘူးပေါ့မလိုက်ချင်ဘူးဘာညာညင်းတဲ့အချိန်ကအဲ့လိုမျိုးညူညင်းရကောင်းမလားဆိုပြီးတော့ကလေးလေးကိုအဲ့ရထားလမ်းပြီးမှာပဲသူကနေပြီးတော့အဲ့လိုမင်းချင်းကိုကြိုးစားတဲ့အချိန်မှာသူ့ကိုရဲအဲ့လိုပတ်ကင်းနဲ့နေရဲတွေကမြင်သွားတဲ့အချိန်မှာကလေးကလည်းအော်ဟစ်နေရပေါ့နော်အဲ့လိုရထားလမ်းထဲမှာဆိုအော်ဟစ်နေတဲ့အချိန်မှာကျန်တဲ့လူတွေမြင်သွားပြီးရဲအဲ့လိုပတ်ကင်းနဲ့နေရဲနေသွားတူးတဲ့အချိန်အမရဲတွေကဖမ်းခေါ်သွားတယ်ဖမ်းခေါ်သွားပြီးရဲ့နောက်ပိုင်းမှာသူ့ကိုစစ်ဆေးမေးမြန်းပြီးတော့စစ်ဆေးမေးမြန်းမှုရဲစခန်းခေါ်သွားတဲ့အချိန်မှာသူကဘာပြောလဲဆိုတော့ဘာမှမလုပ်ပါဘူးပေါ့နော်ကျွန်တော်ကဘာမှလုပ်ဖို့ကြိုးစားခဲ့တာမဟုတ်ပါဘူးဘာညာအပြက်ညင်းတဲ့အချိန်မှာသူ့ကိုအဲ့လိုတက်သေးခိုင်းတော့လည်းမရှိဘူးကလေးကလည်းအော်နေတာပေါ့နော်အဲ့အတီးကြလည်းမရှိဘူးသူပြန်လုပ်ပြီးလိုက်တယ်ဒါပေမဲ့အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပတ်ဝန်းကျင်မှာပြောလာတဲ့အချိန်မှာဒီကိစ္စကြောင့်သူ့ဖမ်းခေါ်သွားတဲ့ဆိုပြီးသူ့ဖေကကြားတဲ့အချိန်မှာသူ့စိတ်ဆိုးပြီးအိမ်ကနေမောင်းချလိုက်တယ်အမသူ့အသက်15နှစ်မှာသူအိမ်ကနေမောင်းချခံလိုက်ရတယ်ပေါ့နော်မောင်းချခံလိုက်ရတဲ့အချိန်မှာသူစိတ်ညစ်ညစ်နဲ့ထွက်လာတဲ့အချိန်မှာသူကနေပြီးတော့အဲ့ဒီနောက်ပိုင်းမှာသူကလမ်းဘေးမှာနေတယ်အဲ့လိုမျိုးကြုံရကြပဲအလုပ်တွေလုပ်တယ်အဲ့လိုမျိုးအရက်တွေတောက်တယ်အဲ့လိုမျိုးရက်တွေတောက်တော့ကြသူလည်းသူ့အဖေလိုမျိုးရက်ဆွဲယောဂရတယ်ပြီးတော့သူစိတ်တက်တွေရမ်းကြတယ်သူ့ရဲ့ဘဝကအဲ့လိုမျိုးသူဖြစ်နိုင်ရပါလားဆိုသူစိတ်တွေရမ်းကြတဲ့အချိန်မှာသူကိုယ်တက်တည်ဖို့လည်းကြိုးစားတယ်အဲ့ချိန်မှာ तू ကဘယ်လိုလောင်လဲဆိုတော့တနေ့ကျတော့ तू အဲ့လိုမျိုးကိုတက်တည်ဖို့ကြိုးစားနေရကိုလူတယောက်ကမြင်သွားတယ်ပေါ့နော်မြင်သွားတဲ့အချိန်မှာ तू တားပြီးတော့ဘလို့မှတားလို့မရဘူးပြီးတော့စိတ်တက်ရနေရပုံနဲ့ပေါ်တယ်စိတ်ယောဂရနေရပုံနဲ့ပေါ်တယ်ဆိုပြီးတော့သူ့ကိုစိတ်ယောဂဆေးရုံကိုပို့လိုက်တယ်ပေါ့အဲ့မှာ तू စိတ်ယောဂဆေးရုံမှာတော်တော်ကြာနေခဲ့ရတယ်အဲ့မှာနေခဲ့ရပြီးတဲ့အခါမှာ तू ပြန်လွတ်လာတယ်ပေါ့နော်ပြန်လွတ်လာပြီးတဲ့အချိန်မှာ तू မိုဘိုင်းတိုင်းနည်းနည်းပြန်ဖြစ်သွားတယ်ဒါပေမဲ့သူ့ရဲ့ငယ်ဘွားအဲ့လိုစိတ်တန်ရကြသူအဲ့လိုကလေးလေးပေါ်မှာအဲ့လိုမျိုးလှုပ်ချင်နေအဲ့လိုမျိုးပြုကျူးလွန်ချင်နေတဲ့စိတ်ကတော့ तू ကပေါ်လာတယ်ပေါ့နော်ပြန်ပေါ်လာတဲ့အဲ့ချိန်မှာ तू အကောင့်တယ်ပေါ်တယ်အဲ့နောက်ပိုင်းမှာ तू အဲ့စိတ်ကျမ်းမာရေးဆေးရွာနေပြီးတော့ तू ပြန်လွတ်လာတဲ့နောက်ပိုင်းမှာကလေးတွေကို तू ကနေပြီးတော့အဲ့လိုမျိုးပြန်ပြီးဆွဲတယ်အဲ့လိုမျိုးညင်ပန်းနှိပ်စက်တယ်ညင်ပန်းပြန်ပြီးဆွဲတယ်ညင်ပန်းနှိပ်စက်တယ်အဲ့လိုဘယ်လိုပြောရမလဲအဲ့လိုမရင်းစင်းတယ်အဲ့လိုမျိုးတွေလုပ်တယ်ပြီးရင် तू စိတ်ကြိုက်နှိပ်စက်ပြီးသွားပြီဆိုရင်ကလေးတွေကိုပြန်လွတ်ပေးတယ်ကလေးတွေဆိုတော့ကြတော့ तू ကမိဘတွေကိုကြတော့ပြန်လည်းမပြောချင်ဘူးတော်ရုံတန်ရုံကလေးတွေဆိုရင်မိဘတွေပြန်မပြောဘူးပေါ့နော်အဲ့လို तू ကပြန်ပြောရင်လည်းဘယ်သူလို့လုပ်ရမှမသိဘူးအဲ့လိုသ
ဒဇိန်တယောက်ကလုတ်တယ်လို့မိဘတွေကတီးတဲ့ချိန်မှာဘသူ့ကိုလိုက်ဖမ်းလို့ဖမ်းရမယ်မသိဘူးဒါပေမဲ့သူတို့ကလေးလေးကသူတို့လက်ထဲပြန်လာတယ်ဆိုမိဘတွေကထူမထားဘူးပေါ့နော်စိတ်ထဲမှာမထားတဲ့အချိန်မှာသူကအဲ့ချိန်မှာသူစိတ်ကြိုက်ပေါ့နော်ကလေးတွေကိုအဲ့လိုမျိုးသူစိတ်ကြိုက်9နှစ်6နှစ်အရွယ်9နှစ်လောက်ဆိုရင်အဲ့လိုမျိုးသူကဖမ်းခေါ်ပြီးနှိပ်စက်တယ်မရင်းကျင်တယ်သူစိတ်ကြိုက်လုပ်ပြီးဆိုရင်သူပြန်လုပ်ပြတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေသူလုံလာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ပထမဆုံးလူသက်မှုကို1992ခုနှစ်မှာသူကအရင်ဆုံးကျူးလွန်နေပေါ့ဒါကလူသက်မှုဖြစ်သွားပြီပေါ့နော်လူသက်မှုကို1992ခုနှစ်မှာကျူးလွန်နေသူကတနေ့မှာတော့အရက်တောက်ပြီးအဲ့လိုမျိုးနေတဲ့အချိန်မှာသူ့ရှေ့မှာကလေးတယောက်ကအဲ့လိုမျိုးလမ်းမေးကလေးလေးပေါ့နော်လမ်းမေးမှာနေတဲ့ကလေးလေးပေါ့အင်ဂျီရောင်တဲ့ကလေးလေးတယောက်ကသူပြီးတော့ဖြတ်သွားတဲ့အချိန်မှာငယ်လေးပဲရှိသေးတယ်ကလေးလေးက6နှစ်ပဲရှိသေးတယ်6နှစ်ပဲရှိသေးတဲ့အချိန်မှာသူကအဲ့ကလေးလေးကိုချောမော့ပြီးတော့လိုက်မလားကိုရို့အိမ်မှာမုတ်တွေအများကြီးရှိတယ်ဆိုပြီးတော့အဲ့လိုကလေးလေးသွားခွဲကလေးလေးကလည်းဒါသူတို့ရဲ့အကိုတယောက်လိုမျိုးအဲ့လိုမျိုးတည်မလားမြင်တဲ့အတွက်သူကကလေးကလိုက်သွားတဲ့အချိန်မှာဓာတ်နဲ့အဲ့လိုမရင်းကျင်ပြီးတော့ဓာတ်နဲ့ထိုးတက်ခဲ့တယ်ပေါ့ထိုးတက်တဲ့ချိန်မှာနာမည်ကလေးဖြစ်နေတဲ့အတွက်ပြီးတော့သူကအဲ့လိုမျိုးနာမည်ကလေးဖြစ်နေတဲ့သူမလည်းထွေထူးလိုက်မရှာဘူးဆိုတော့သူလုံးချင်တဲ့အတိုင်းအလောင်းကိုဖျောက်ပလိုက်တယ်အဲ့လိုတချို့သူတခါကြရင်သူကအဲ့လိုမီးရှို့လိုက်တယ်တခါကြရင်အဲ့လိုညောင်းတွေကိုပြစ်လိုက်တယ်အဲ့လိုမျိုးသူကလှုပ်ပြီးတော့အစားဖြောက်လိုက်တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာသူကနေပြီးတော့အသက်6နှစ်ကနေပြီးတော့16နှစ်အတွင်းမှာရှိတဲ့ယောက်ျားလေးတွေကိုပဲသူကအဲ့လိုမျိုးမရင်းကျင်ပြီးသူကအဲ့လိုဓာတ်နဲ့ထိုးတက်တယ်ဓာတ်နဲ့ထိုးတက်တယ်တစ်ခါတလေကြာရင်ဓာတ်နဲ့ထိုးတက်တာတော့အားမရဘူးနဲ့သူကပြောလဲဆိုတော့အဲ့လူရဲ့လေဘေးကိုလည်းကလေးတွေနော်ကလေးတွေရဲ့လေဘေးကိုလည်းဖြတ်တယ်လေဘေးကိုဖြတ်ပြီးတော့သူကတစ်ခါတလေကြာသူစိတ်မပါရင်အဲ့လေဘေးကိုသူဝမ်းပိုက်ကြီးကိုခွဲပြီးတော့အဲ့တဲကိုလည်းထည့်ခဲ့တယ်တစ်ခါတလေကြာရင်အဲ့လိုအင်ကာအမျိုးသားအင်ကာကိုသူကဖြတ်ပြီးတော့အဲ့လူဒီရဲ့ပါဇက်ထဲကိုပြန်ထည့်ခဲ့တာမျိုးတွေလုပ်ခဲ့တယ်အဲ့လိုမျိုးအများကြီးပေါ့နော်ကလေးတွေပေါ့အသက်6နှစ်ကနေပြီးတော့16နှစ်အတွင်းမှာရှိတဲ့ယောက်ျားလေးတွေပေါ့နော်ဒါကလေးတွေပဲပြောရမယ်ဆိုရင်တော့ကလေးတွေကိုအဲ့လိုမျိုးကြီးသူကလုံနေသူ့စိတ်ထဲမှာအဲ့လိုမျိုးပေါ့နော်သူလုံနိုင်နေဆိုတဲ့အတွေးမျိုးဝင်ပြီးတော့သူကအဲ့လိုကြီးလောက်ရတာကိုဂုံယူနေတဲ့လူတရားပုံစံမျိုးပေါ့နော်ဂုံယူနေတယ်အဲ့ဒီအချိန်မှာသူကဘလောက်တောင်များကျူးလွန်ခဲ့လဲဆိုရင်1992ခုနှစ်အောက်တိုဘာ4ရက်နေ့ကစပြီးတော့သူအဲ့အမှုတွေကိုကျူးလွန်လိုက်တာ1999ခုနှစ်ဧပြီလ21ရက်နေ့အထိပေါ့နော်သူကျူးလွန်ခဲ့တယ်သူကျူးလွန်ခဲ့တဲ့နိုင်ငံတွေက3နိုင်ငံပေါ့နော်3နိုင်ငံကိုလံဘီယာနိုင်ငံကခရိုင်17ခုမှာလည်းကလေးတွေပျောက်ပြီးတော့အဲ့လိုမျိုးကျူးလွန်ခဲ့တယ်ဒါနောက်တစ်ခုကဗင်နီဇွဲလားနိုင်ငံမှာလည်းသူကျူးလွန်ခဲ့တယ်ပြီးတော့အီကွေဒေါနိုင်ငံမှာလည်းသူကျူးလွန်ခဲ့တယ်ပေါ့နော်သူ့ရဲ့အလုပ်အရာဆိုပြီးတော့သူတခါတလေရှောက်သွားတဲ့အခါတွေမှာအဲ့လိုမျိုးသူကနေရာတိုင်းရောက်ရင်သူကအဲ့လိုမျိုးကျူးလွန်ခြင်းတဲ့စိတ်တွေကိုပေါက်နေတာပေါ့နော်အဲ့ဒီအချိန်မှာသူတနေ့ကျတော့သူ့ရဲ့နောက်ဆုံးအမှု1999ခုနှစ် AB လ22ရက်နေ့ဗင်နီဇွဲလားနိုင်ငံမှာသက်12နှစ်အရွယ်ကလေးတယောက်ကိုမရင်းချင်းမှုစူးစမ်းနေတဲ့အချိန်မှာရဲတွေကသူ့ကိုဖမ်းမိသွားတယ်ပေါ့ဖမ်းမိသွားပြီးတော့ဒါကတော့သူဒါပို့လိုက်တာပေါ့နော်အရင်တော့လိုပဲပို့လိုက်ပြီးမယ်လေသူ့ရဲ့ DNA ပေါ့နော်တချို့ကလေးတွေမှာဒီလောင်းနေပါပြီပေါ့နော်ရှည်ရဲကနေပြီးတော့ရလို့ DNA ပါစစ်ထားနဲ့အဲ့လိုမျိုးဒီကောင်ရဲ့ DNA ကဒီကပေါ့နော်ဒီဆက်ထဲမှာရှိတာဆိုပြီးတော့သူစစ်ကြည့်လိုက်တယ်စစ်ကြည့်တဲ့အချိန်မှာအဲ့ DNA ကသွားတိုက်တယ်အဲ့နဲ့ DNA ကတစ်ခုနှစ်ခုမဟုတ်ဘူးတိုက်တာတွေကအများကြီးဖြစ်လာတဲ့အချိန်မှာ तू ကရဲတွေကသူ့ကိုပြန်မလွတ်တော့အစားတော့ဆိုရင်တော့ဒါမရင်းချင်းမှုစူးစမ်းတယ်ဆိုပြီးတော့ပဲဒီတိုင်းပဲပေါ့နော်ဟိုအရင်ကအမှုလိုပဲပြန်လွတ်ပေးမယ်လို့စူးစမ်းလိုက်ပေးမယ်သူရဲ့ဒီတယောက်အရင်တော့ဟိုရှိလာပါညာနဲ့ရဲတွေကလည်းအဲ့လိုမျိုးနည်းနည်းဆက်စွပ်ကျင်တာနဲ့ DNA ဆက်ထဲကိုထည့်ပြီးတော့စစ်လိုက်တဲ့အချိန်မှာသူဟာကလေးတငယ်ကြီးရဲ့အလောင်းတော်တော်များများမှာရတဲ့ DNA နဲ့သူ့ရဲ့ DNA ကသွားကြိုက်ခိုင်နေတဲ့အချိန်မှာရဲတွေကသူ့ပြန်မလွတ်တော့ဘူးပြန်မလွတ်ဘဲနဲ့သူ့ကိုအစ်နေတော့ပါတော့ပြောမယ်ဆိုရင်တော့မင်းကဘာလို့လဲမင်းကဘာလို့ဒီကလေးကိုပေါ့နော်ဒီ तू ကတော့သူတို့မြင်တာကတော့ဒီကလေးတယောက်တည်းကိုပဲမနေကျင်းနေပြီးကြိုးစားရလို့မြင်တာလေအဲ့တော့ तू ကဒီကလေးကိုဘာလို့ကြိုးဟိုပေါ့နော်အဲ့လိုမျိုးလှုပ်ချင်တာလဲဘာညာပေါ့အဲ့လိုမျိုးမေးတယ်အစ်မေးရဲ့အချိန်မှာ तू မဖြေဘူးကျွန်တော်ကဒီလိုမျိုးစိတ်တော့မဟုတ်ပါဘူးတကယ်တော့ကလေးကအထင်လွဲသွားပါကျွန်တော်အရင်တကယ်တော့အဲ့လိုလုပ်ဖို့စိတ်ကူးထားတာလည်းမဟုတ်ပါဘူးဘာညာနဲ့ तू အစ်မေးပြီးတော့ပြောပြရပေါ့နော်ဒါပေမဲ့ရဲတွေကလည်းသူ့ကိုပေါ့နော်ဒါမသိငါဘူးဒါလူတွေအများကြီးရဲ့ DNA နဲ့ကိုက်နေပြီးတော့ तू ကစီးရဲကေတာဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုး
အေးမင်းရဲ့အချိန်မှာနောက်ပိုင်းကျတော့ तू ကလုံးဝညင်းတယ်ညင်းပြီးတဲ့နောက်ပိုင်းနိုင်ပေါင်း9နာရီကြာအောင်သူ့ကိုစင်မေးပြီးတဲ့နောက်ပိုင်းမှာ तू လွတ်လန်းမရှိတော့ဘူးအားနဲ့သူ့ရဲတယောက်ကပြောတယ်လွတ်လန်းမရှိတော့ဘူးပေါ့နော်မင်းမှလွတ်လန်းမရှိတော့ဘူးဘာလို့လဲဆိုတော့မင်းရဲ့ DNA ကကလေးလောင်းနေမှာတွေးခဲ့တယ်ငါတို့ပျောက်နေတဲ့ကလေးပေါ့နော်တွေးခဲ့တဲ့ကလေးလောင်းနေရဲ့ DNA တော်တော်များများနဲ့ကိုင်နေတဲ့မင်းရဲ့ DNA ကအားကြောင့်မလို့မင်းလွတ်လန်းမရှိတော့ဘူးမင်းဝင်ခံမှဖြစ်မယ်မင်းဝင်ခံရင်တော့အပြစ်နည်းနည်းတော့ပေါ့လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးသူ့ကိုဘယ်လိုပြောရမလဲဖျားရောင်းလိုက်တာပေါ့ရဲတယောက်ကသူ့ကိုလွတ်လန်းမရှိတော့ဘူးလို့ပြောလိုက်တဲ့အချိန်မှာသူကအမှအပြစ်လဲနည်းနည်းရောချင်ရောညာဆိုပြီးတော့သူကဝန်ခံလိုက်တယ်ပေါ့နော်ဝန်ခံလိုက်တဲ့အချိန်မှာသူကကလေးတငယ်ပေါင်း140လောက်ကိုတတ်ခဲ့တယ်ပေါ့တတ်ခဲ့တယ်ဆိုပြီးသူဝန်ခံလိုက်တဲ့ချိန်မှာရဲတွေကအဲ့လိုကြီးမထင်တာဘူးမထင်တာပဲနဲ့သူကအဲ့လိုမျိုးစကားထွက်လာတဲ့အချိန်မှာရဲတွေကလန့်သွားတယ်လန့်သွားတဲ့အချိန်မှာအကုန်လုံးကပေါ့နော်အဲ့လိုမျိုးဒါရိုးရိုးစီရဲ့ကေလာတော့မဟုတ်တော့ဘူးကလေးတငယ်ပေါင်းဟုတ်တယ်ငါကလေး140ကျော်လောက်ကိုတော့တတ်ခဲ့မိတယ်အဲ့လိုပြောလိုက်တဲ့အချိန်မှာကိုကလမ်းဖြန့်သွားပြီးရဲတွေတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ငါတို့ဖမ်းလာတာတော်ရုံစီရဲ့ကေလာတော့မဟုတ်ဘူးတော်ရုံစိတ်နဲ့တော့ဒီကလေးတွေကိုတတ်မှာမဟုတ်ဘူးဆိုပြီးအဲ့နဲ့သူ့ပေါ့နော်ဒါရှေ့ပေါ့ဘယ်လိုရှေ့နေပါလေမခေါ်ပြီးပဲနဲ့ဒါသူကတရားစီရုံသူကဓာတ်ရိုက်တက်လိုက်တယ်ဓာတ်ရိုက်တင်ပေးလိုက်တယ်ပေါ့နော်အဲ့မှာသူ့ကိုတရားသူကြီးကနေပြီးတော့ထောင်နှစ်ပေါင်း1853နှစ်နဲ့9ရက်ဆိုပြီးသူ့ထောင်ချရတယ်ဒါပေမဲ့ကိုလံဘီယာရဲ့ဥပဒေအရသူကဗင်နီဇွဲလားပြည်မဲ့သူကကိုလံဘီယာနိုင်ငံသားဖြစ်တယ်ပေါ့နော်ကိုလံဘီယာနိုင်ငံသားဖြစ်တဲ့ကိုလံဘီယာသူ့ကိုပြန်ခေါ်လာတယ်ပြန်ခေါ်လာတဲ့အချိန်မှာကိုလံဘီယာရဲ့ဘယ်လိုပြောရမလဲဥပဒေအရသူကအများဆုံးနှစ်40ပဲနှစ်40ပေါ့နော်အမြင့်ဆုံးပြစ်ဒဏ်နှစ်40ပဲဖြစ်တဲ့သူ့ကိုနှစ်40ချမှတ်လိုက်တယ်ကိုလံဘီယာရဲ့ပြစ်ဒဏ်ရဒါပေမဲ့သူဟာရဲတွေနဲ့ပူးပေါင်းနေပေါ့နော်ရဲတွေကမပြောခင်ဝန်ခံလိုက်တယ်ဆိုပြီးတော့သူ့ကိုပေါ့ဝန်ခံလိုက်တယ်ဆိုပြီးတော့သူ့ကိုပေါ့နော်အဲ့လို short ပေါ်ပြီးရနေ22နှစ်ဆိုပြီးတော့ထားတဲ့အချိန်မှာဒါပေမဲ့သမ္မတကိုယ်တိုင်ရနေပြီးတော့ကိုလံဘီယာသမ္မတကိုယ်တိုင်ရနေပြီးတော့သူ့ကိုလုံးဝထွက်ခွင့်မပေးပါနဲ့အမြင့်ဆုံးပြစ်ဒဏ်ပဲချပေးပါကလေးတငယ်ပေါ့ညင်ပန်းနေဆက်တာရောပါတယ်ဆိုပြီးတော့ဒါသူ့ကိုအမြင့်ဆုံးပြစ်ဒဏ်ထားပေးလိုက်တယ်ပေါ့နော်သူ့ကိုအမြင့်ဆုံးပြစ်ဒဏ်ထားပေးလိုက်တယ်အဲ့ချိန်မှာသူကထောင်44နဲ့ပြန်ပြီးတော့ကြာသွားတယ်ပေါ့ကြာသွားတယ်ပြီးတော့သူက2021ခုနှစ်မှာသူကလွတ်ဖို့နည်းနည်းတော်တော်လွတ်ဖို့ခွင့်ရများနေရပေါ့ဘာလို့လဲဆိုတော့ပြောမယ်ဆိုတော့မြန်မာနိုင်ငံမှာရှိတယ်လို့မျိုးပေါ့တခါကြီးလူငယ်ချမ်းသာအကွင်းနေပါတယ်အဲ့လိုမျိုးလွတ်ဖို့နည်းနည်းပဲလူတော့တဲ့အချိန်မှာတမရကိုယ်တိုင်ရနေပြီးတော့သူ့ရဲ့အပီးတင်အောင်ပြန်ပြီးတော့လုံးဝဒီတယောက်ကိုလုံးဝမလှုပ်ပေးနိုင်ဘူးဒါငါတို့နိုင်ငံမှာပေါ့နော်အမြင့်ဆုံး CDA ကီလာပြီးတော့အရေးဆက်ဆုံး CDA ကီလာပေါ့ကလေးတွေရဲ့မျိုးဆက်တွေကိုဖျက်ဆီးပစ်တဲ့ CDA ကီလာဆိုပြီးတော့သူ့ထောင်ထဲမှာပဲဆက်ထားခဲ့တယ်အဲ့ဒီအချိန်မှာသူကနေပြီးတော့နောက်ပိုင်းကျတော့ပြီးတော့ထောင်ထဲမှာလည်းသူကအဲ့လိုစိတ်ညံအရာပြီးသူ့တယောက်ကစိတ်ခတ်မှကြောက်အဲ့လိုမျိုးတယောက်ကအဲ့လိုနှိမ့်ဆက်မှကြောက်ပြီးသူတယောက်တည်းကိုအဲ့လိုဖျားများနေအဲ့လိုလူကြီးနဲ့နေလို့မရဘူးသူ့ကိုတကူတည်းခန့်မှထားရတယ်လူတည်းခန့်မှထားပြီးတော့သူ့ကိုအဲ့လိုမျိုးဘယ်လိုပြောရမလဲသူတီးတန့်ထားပေးရတယ်ပေါ့နော်တီးရထားပေးရတယ်ဘာလို့လဲဆိုသူ့ဟာနဲ့သူတော့ကြောင်ဖြစ်နေလို့ဆိုပြီးတော့အဲ့လိုရဲရဲသူတီးတန့်ထားပေးတယ်သူက2023ခုနှစ်အောက်တိုဘာ12ရက်နေ့မှာတည်ဆုံခဲ့ပါတယ်။သူတည်ဆုံတဲ့အချိန်မှာသူ့ရဲ့မျက်လုံးတစ်ဖက်ကလုံးဝကိုပျက်စီးနေတယ်လို့သိရှိရပါတယ်ပေါ့နော်။သူ့ရဲ့မျက်လုံးတစ်ဖက်ဘာလို့ပျက်စီးနေရလဲဆိုရင်တော့သူကမျက်လုံးကင်ဆာရနေတယ်လို့ပြောပါတယ်ပေါ့နော်။သူ့ရဲ့ကင်ဆာမျက်လုံးကင်ဆာနဲ့ပြီးတော့သူကနာတာရှည်အသေးသွေးကင်ဆာလည်းရှိတယ်လို့ပြောတယ်။အဲဒါကြောင့်မလို့သူကနာတာရှည်သွေးကင်ဆာနဲ့မျက်လုံးကြောင့်တည်ဆုံခဲ့ပါတယ်ပေါ့နော်။သူမတည်ဆုံခင်မှာသူကကလေးတွေကိုမြုပ်နှံခဲ့တဲ့နေရာတွေသူလောင်းပြောက်ခဲ့တဲ့နေရာတွေအဲ့ဒါတွေကိုရဲတွေကိုပြောတဲ့အချိန်မှာရဲတွေတော့တူဖော်ခဲ့တဲ့အချိန်မှာကလေးတွေကိုအတီးပြုတ်ပေးနိုင်တာဆိုလို့အတီးပြုတ်ခဲ့တဲ့ကလေးအလောင်းပေါင်း113ခုပဲရှိပါတယ်ပြီးတော့သူနောက်ထပ်2003ခုနှစ်မှာသူကထပ်ပြီးတော့ဝန်ခံခဲ့တယ်ပေါ့နော်သူဘာဝန်ခံခဲ့လဲဆိုရင်သူတက်ခဲ့တဲ့ကလေးပေါင်းကဒီတော့140ကျော်မဟုတ်ဘဲနဲ့221ယောက်ရှိပါတယ်တဲ့ဘာလို့လဲဆိုတော့သူဘာလို့အဲ့လိုမျိုးအတိအကျပြောရတာလဲဆိုရင်သူတက်ခဲ့တဲ့ကလေးတွေရဲ့နာမည်တွေအဲ့လိုမျိုးအကြောင်းအရာတွေအကုန်လုံးကိုသူကအမြဲတမ်းအပြာရောင်မှတ်စုစာအုပ်တစ်ခုပေါ်မှာသူရေးမှတ်ထားလေးရှိရပေါ့နော်အားကြောင့်မလို့သူကအကလေးတွေရဲ့နာမည်တွေဒီအတွက်တွေကိုသူအတိအကျသိနေရပါတဲ့သူတကယ်တော့တက်ခဲ့တဲ့ကလေးရေအတွက်ပေါင်း221ယောက်ရှိပါတယ်တဲ့ဒါပေါ့နော်ဒါအလောင်းရှာဖွေတွေ့ရှိရတော့113ယောက်ပေါ့113ယောက်သူပထမဆုံးဝေခံတဲ့အချိန်မှာတော့140ပေါ့နော်ဒါပေမဲ့တကယ်တက်ခဲ့တာ221ယောက်ရှိပါတယ်အခုပြောရပြီးတော့ကိုလံဘီယာနိုင်ငံရဲ့
ပြီးတော့ကိုလံဘီယာနိုင်ငံရဲ့ serial killer တယောက်ဖြစ်တယ်ပြီးတော့ကမ္ဘာအရက်ဆက်ဆုံး serial killer ထဲမှာတယောက်အပါဝင်ဖြစ်တဲ့လူဝစ်ဘီကာတိုအကြောင်းပဲဖြစ်ပါတယ်เนาะအားလုံးပဲကြိုက်နေတဲ့တဲ့ဆိုရင်ယူရဲ့ channel လေးကို subscribe လေးလုပ်ပေးခဲ့ပါအောင်เนาะဒီတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုလည်းတိဆက်ပေးသွားပါမယ်เนาะတကယ်လို့လူဝစ်အကြောင်းကိုသိချင်တဲ့ဆိုရင်တော့ Google တို့ Chrome တို့မှာလည်းရှာလို့ရပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်